ကျွန်တော်ဒီနေ့ထပ်ပြောပေးမယ် adjective ပုံစံဒီနှစ်မျိုးဖြစ်ပါတယ်နံပါတ်1 adjective ကတော့ verb ing နဲ့ဆုံးပြီး verb ing နဲ့ဆုံးပြီးအရာဝတ္ထုတစ်ခုခုသို့မဟုတ်အကြောင်းအရာတစ်ခုခုကကျွန်တော်တို့ကိုခံစားချက်ဖြစ်ပေါ်စေတယ်အဲ့လိုအခါမှာဆိုရင်verb ing ပုံစံနဲ့ adjective ကိုသုံးရမယ်Korean film တစ်ခုကိုကြည့်တယ်အဲ့ဒီ Korean film ကကိုယ့်ကိုတစ်ခုခုဖြစ်စေတယ်ဆိုရင်ဒါဗာလဲ This Korean film is relaxing အဲ့လိုပြောပါမယ်နောက်ဒုတိယ adjective ကကျွန်တော်တို့battery လို့လည်းပြောလို့ရမယ်ed နဲ့ဆုံးတဲ့past participle ပေါ့ကျွန်တော်တို့ပြောရင် ed နဲ့ဆုံးပြီးလူတဦးရဲ့ခံစားချက် feeling အဲ့ခံစားချက်ကို how someone feel သူဘယ်လိုခံစားလဲပေါ့နော်အဲ့ဒါဆိုရင်ဒီနေ့ဒီကျွန်တော် verb ing adjective နဲ့ past participle ed adjective ကိုဒီ exercise လေးတစ်ခုကျွန်တော်ပြောပြပါမယ်မှတ်အောင်လေးဖြည့်ပေးပါ Number 1 Emily was blank to get the news from her sister Number B လေးက Emily got some blank news from her sister Which one is verb ing adjective လား ed adjective လားဆိုတာကြိုးစားပြီးဖြည့်ပေးပါနောက်ဗီဒီယိုမှာတွေ့ပါမယ် Thanks for watchingကျေးဇူးတင်ပါတယ်ခင်ဗျာ